OK ကဒီနေ့တော့ကျွန်တော်တို့ EX5 gear box ဘယ်လိုထည့်ရမလဲဆိုတော့ချက်ရှူရအောင်เนาะဒီမှာဆိုလို့ရှိရင်ကျွန်တော် gear box တွေထည့်ပြီးပြီပြီးလို့ရှိရင် engine wire နည်းနည်းလိမ့်မယ်เนาะ engine wire ထည့်မယ်เนาะပြီးstarter စထည့်မယ် spray ကိုလည်းအပေါက်သူ့အပေါင်းမှာနေရာမှာထားမယ် spray လွှဲသွားလို့မရအောင်เนาะ spray လွှဲသွားလို့ရှိရင်တော့နောက်တစ်ခါ engine ပြန်ဖြုတ်ရမှာပြီးလို့ရှိရင် washer ပြထည့်မယ်ဒီမှာကျွန်တော်တို့ gasket တွေတေချာလဲခွာပြီးလို့ရှိရင်ကျွန်တော်gracer ကိုအရင်ထည့်မယ်ဒီ gracer ကျွန်တော်လည်းဒီဟာတူနဲ့ရိုက်လို့မရအောင်เนาะလေးနဲ့အဲ့လိုတေချာလဲအပေါင်းကိုတေးအောင်ထည့်ပေးမယ်လေးနဲ့ဖြည့်လို့ရှိရင်ရရယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့စီလေးနည်းနည်းလေးလေးပြီးမှကျွန်တော် boost တွေထည့်မယ်boost ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ gasket တွေထည့်ပြီးမှကျွန်တော်တို့ engine ချကိုပိတ်လို့ရမယ်เนาะboost မထည့်ဘူးဆိုလို့ရှိရင်လည်းမရအောင်เนาะboost ကထည့်ရမယ်ဒါတော့ EX5 gear box engine လို့ပုံလုံးနည်းလေးကိုတစ်ချက်ဗီဒီယိုတိုးလေးနဲ့ကျွန်တော်တစ်ချက်ရှူလိုက်တာเนาะတစ်ချက်တင်ပြလိုက်တာเนาะအားလုံးကိုကျေးဇူးတင်တယ်